ပြီးတော့မှ program လေးကိုရေးကြည့်ကြမယ်နော်ဒါကတော့ nested if သုံးတာလေးပေါ့နော်အဲ့တော့ဒီပု္ပ္ပစာလေးကကြတော့ override charges ကိုသူကတွက်တာပေါ့ override charges ကိုတွက်တာကြတော့ override ဆင်းမှာပေါ့နော် override charges ကိုတွက်မယ် override charges တွေကလည်းသူကဒီအမျိုးမျိုးပေါ့ rate ကိုအမျိုးမျိုးသတ်မှတ်တာ rate က override hour ပေါ်မှာမူတည်မှ rate ကိုအမျိုးမျိုးသတ်မှတ်ထားတဲ့အတွက်ကြောင့်မို့လို့ဒီပု္ပ္ပစာလေးကိုရေးတဲ့အခါမှာပေါ့နော် override charges ကိုတွက်တဲ့အခါမှာ nested if pattern လေးကိုသုံးပြီးတော့မှဒါရေးပေးရမယ်နော်ဥပမာဒီအလုပ်ချိန်ပေါ့လူတယောက်ရဲ့အလုပ်ချိန် minimum working hour ကို8နာရီလို့သတ်မှတ်ထားမယ်အဲ့တော့ဒါတကယ်သူပေါ့အလုပ်လုပ်တဲ့နာရီပေါ့နော်နာရီ working hour ထဲမှာတင်ထားမယ်12နာရီဆိုရင်မှအဲ့တော့ overtime charges ကိုတွက်မယ်တွက်တဲ့အခါမှာပေါ့နော် overtime ဆင်းမှသာလျှင် overtime charges တွေကတွက်လို့ရမှာပေါ့နော်အဲ့အတွက်ဒုတိယ overtime ဆင်းမဆင်းဆိုတာသူ့ရဲ့အလုပ်ချိန်ပေါ့ working hour ဒီသတ်မှတ်ထားတဲ့အနည်းဆုံးအလုပ်ချိန် minimum working hour ထက်များသလားပေါ့နော်များခဲ့တယ်ဆိုလို့ရှိရင် overtime charges တွေတွက်ရတာမှာပေါ့နော်အဲ့တော့ charges တွက်ဖို့လို့အရင်ဆုံး overtime hour ကိုတွက်မယ်ပေါ့နော်အဲ့တော့ overtime hour ကိုတွက်တဲ့အခါမှာ working hour တွေကနေပြီးမှ minimum working hour ကိုနှုတ်ပြီးမယ်ပေါ့နော်အဲ့တော့သူက overtime hour ရပြီဆိုလို့ရှိရင်လည်းသူ rate ကကြတော့တမျိုးတည်းမဟုတ်ဆင်းတဲ့နာရီပေါ်မှာမူတည်ပြီးမှ3မျိုးသတ်မှတ်ထားအဲ့တွေဒီအတွင်းထဲမှာပေါ့နော်အတွင်း nested if လေးတွေက OT ကိုစစ်ရတာပေါ့နော်အဲ့တော့ overtime hour ဒီ less than or equal 3ပေါ့3နာရီနဲ့ဟလာ3နာရီအောက်ဆိုလို့ရှိရင် overtime charges ကိုဘယ်လိုတွက်မလဲဆိုလို့ရှိရင် overtime hour ကို1000နဲ့မြှောက်မယ်ပေါ့နော်အဲ့တော့ else if ဒါမှမဟုတ်ဘူးပေါ့နော်သူကပထမ condition နဲ့မကိုက်ညီဘူးဆိုရင်ဒုတိယ condition က less than or equal 7ပေါ့နော်ဒါဆိုရင်3နာရီနဲ့အောက်လားပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်သူက3နာရီထက်များသွားလို့ပေါ့နော်ဒါဆိုရင်တော့ဒီ3နာရီအထက်ပေါ့နော်ဥပမာဆိုပါစို့4နာရီကနေမှပေါ့နော်9နာရီထိပေါ့အဲ့ဒါဆိုလို့ရှိရင်သူက overtime charges ကိုတွက်တဲ့အခါမှာ OT ကို1200နဲ့မြှောက်မယ်ပေါ့နော်ဒါမှမဟုတ်ဘူးပေါ့နော်ဒုတိယ condition နဲ့မကိုက်ညီတော့9နာရီထက်များသွားခဲ့တယ်ဆိုလို့ရှိရင် OT ကို1500နဲ့မြှောက်ပြီးမှ overtime charges တွေမှာသူကတိတ်လိုက်တာပေါ့နော်ပြီးရင် overtime charges ကိုရှိုက်ပြရပေါ့ဒါကကြတော့ဒီပထမ if condition ပေါ့working hour minimum working hour တဲ့များသလားပေါ့ဒါများမှသူက overtime ဆင်းတာပေါ့เนาะဆင်းမှသူကနိုင်ပေါ်မှာမူတည်ပြီးမှပေါ့ OT တွက်ပြီးတော့ရလာတဲ့ OT ရဲ့တက်မိုးပေါ်မှာမူတည်ပြီးမှပေါ့เนาะ overtime charges ကိုသတ်မှတ်ထားတဲ့ rate တွေနဲ့သူကတွက်ပြီးတော့ရှိုက်ပြသွားတာပေါ့အဲ့တော့အောက်ဆုံး else ကကြတော့အပေါ်က working hour က minimum working hour ထက်မများခဲ့ဘူးဆိုရင်ပေါ့ဒါ overtime မဆင်းခဲ့ဘူးဆိုလို့ရှိရင်ဒီ else ရဲ့အတွင်းထဲပေါ့ plot ထဲမှာရေးထားတဲ့ဒီစာသား no overtime စာသားလေးကိုသူကရှိုက်ပြသွားမယ်เนาะဆိုတော့ဒီလိုမျိုးဒီတွက်ချက်မှုတွေဆိုလို့ရှိရင်တော့ nested if pattern လေးကိုသုံးပြီးမှတွက်သွားမယ်เนาะကဲဒါဆိုရင်ဒါလေးကို run ပြပေးမယ်အဲ့တော့သူက combine လုပ်တာမှန်သွားပြီဆိုလို့ရှိရင် JavaScript file ထွက်လာတယ် JavaScript file ကို run ကြည့်မယ်4800လို့ပြောတာကြတော့ဒီမှာ12နာရီဆင်းတော့ကြတော့နှုတ်လိုက်တော့4နာရီရတယ်ပေါ့4နာရီကဒုတိယဒီ condition ပေါ့ condition နဲ့သူကကိုက်နေတဲ့အတွက်ကြောင့်မလို့ OT ဟလား4နာရီကိုသူက rate 1200နဲ့မြှောက်လိုက်တော့4800ပေါ့ဒါကိုရှိုက်ပြသွားတာပေါ့เนาะအဲ့တော့ဒီလိုမျိုးတွက်ချက်မှုတွေဆိုလို့ရှိရင် nested if လေးကိုသုံးပြီးမှတွက်ချက်မှုတွေကိုသုံးပြပေးရတယ်ပေါ့เนาะကျေးဇူးတင်ပါတယ်